relationship မှာလမ်းခွဲပြီးမှတစ်ဖက်သူကမင်းစီကိုပြန်လာခြင်းရတဲ့အကြောင်းရင်းပြန်ဆက်သွယ်ရတဲ့အကြောင်းရင်းကဘာလဲဆိုတော့ပထမဆုံးအချက်အနေနဲ့မင်းနဲ့တဖြည်းဖြည်းဝေးသွားမှမင်းကိုတကယ်ချစ်တယ်ဆိုတာကိုသိသွားလို့ပြန်လာခြင်းတာဖြစ်မယ်ဒုတိယတစ်ချက်အနေနဲ့ကျတော့နောက်ထပ်သူရှာတဲ့သူကမင်းထင်မသာလို့ရေမင်းလောက်မကောင်းနိုင်တာကြောင့်ပြန်လာတာဖြစ်ခြင်းဖြစ်မယ်တတိယအချက်ကျတော့သူကမင်းစီကယူရမယ့်အရာတွေမလုံလောက်သေးလို့ပြန်လာတာဖြစ်ခြင်းဖြစ်မယ်စရုဒ္ဓအချက်အနေနဲ့မင်းကသူ့ထက်သားတဲ့သူကိုရှာသွားမှာဆိုလို့ပြန်လာတာဖြစ်ခြင်းဖြစ်မယ်ဒီတော့ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာလည်းကိုချစ်သူကလမ်းခွဲပြီးမှပြန်လာခြင်းနဲ့ပြန်ဆက်သွယ်ခြင်းနဲ့ဆိုတဲ့သူတွေရှိကြလားဖြေပေးခဲ့ပါအောင်အဖြေကိုစောင့်နေပါမယ်ကျေးဇူးတင်ပါတယ်